Yogai Welcome back to Shiro Gaming အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Mathematics မှာကိုင်ရလွယ်တဲ့လူပန်နံပါတ်7ကိုကိုက်လုပ်ပြီးတော့မှာဖြစ်ပါတယ်လူပန်နံပါတ်7က Ray Hero တစ်ကောင်ပါ Balance Game မပါတာမို့လို့ဗဒဲမှာတက်နေနောက်မှာနေပြီးတော့ Diamond KG တွေပေးပြီး Live ပြင်အောင်မယ့် Hero မျိုးပါဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့ရင်တော့လူပန်နံပါတ်7ကို Project ချကိုင်တက်တော့မယ်ဆိုတော့ intro လေးပြီးရင်စလိုက်ကြရအောင်ပတ်စစ် Suppressive Fire လူပန်ရဲ့ပတ်စစ်ကတော့လူပန်ကပစ္စည်းထွက်၄ချက်ဒါမှမဟုတ်စကီးတစ်ခုကိုသုံးလိုက်ပြီးတဲ့နောက်မှာသုံးလိုက်တဲ့ပစ္စည်းထွက်ကရှေ့တက်တဲ့ကို၃ချိန်ပြစ်လိုက်မှာတစ်ချိန်စီကနေပြီးတော့ Physical Damage 50နဲ့ Enemy ရဲ့အများဆုံး AP ရဲ့400ခိုင်နှုန်းကိုထိစီမှာပါအပူ Physical Damage 100ပေးတိုင်းမှာလည်း100ခိုင်နှုန်းစီးတက်လာမှာပါရှင်းပြောရရင်တော့လူပန်ရဲ့ပတ်စစ်ကသွေးများတဲ့ခေါင်းတွေဆိုရင် Damage ပိုထွက်ပါတယ်အမာခေါင်းတွေကိုကောင်းတာထောက်လို့ရတဲ့ Hero တစ်ကောင်ပါလူပန်ရဲ့ပတ်စစ်က၄မီလီယံနဲ့ခရီးပုံမှာဆိုရင်တော့ Physical Damage 120နဲ့အပူ Physical Damage 50ရာခိုင်နှုန်းထိထိရှိမှာပါ Skill 1 Blowfish Grenade လူပန်နံပါတ်7ရဲ့ Skill 1ကတော့တုံးလိုက်တဲ့နေရာကို Grenade တစ်လုံးပစ်လိုက်မှာပါ Grenade ပေါက်သွားတဲ့နေရာတစ်ဝိုက်မှာရှိတဲ့ enemy တွေကို Physical Damage 920နဲ့ Level အလိုက်အပူ Physical Damage 120ရာခိုင်နှုန်းထိထိရှိမှာပါပြီးတော့ enemy ကို20စက္ကန့်ကြာ Movement Speed ကို25ရာခိုင်နှုန်းထိ short ပေးပါပါလူပန်ရဲ့ Skill 1ထိသွားမယ်ဆိုရင်လည်း Vision ပြပေးအောင်ပါ Skill 2 Shotgun လူပန်ရဲ့ Skill 2ကိုသုံးလိုက်မယ်ဆိုရင်ချိန်လိုက်တဲ့နေရာကိုဒုံးကြီးတစ်ခုပစ်လိုက်မှာပါနောက်မှရှိတဲ့ enemy ကိုပစ်မယ်ဆိုရင်တော့အဝေးကိုတွန်းထုတ်လိုက်ပြီးတော့ပောက်ကွဲသွားမှာပါအဲပောက်ကွဲသွားတဲ့နေရာတစ်ဝိုက်မှာရှိတဲ့ enemy ကို Physical Damage 450နဲ့ Level အလိုက်အပူ Physical Damage 100ရာခိုင်နှုန်းအပြင် enemy ရဲ့ရော့သွားတဲ့သွေးရဲ့900ရာခိုင်နှုန်းနဲ့ညီရဲ့ Magic Damage ကိုလည်းပေးအောင်ပါလူပန်ရဲ့ Skill 2ထိမယ်ဆိုရင် Vision ပြပေးအောင်ပါလူပန်ရဲ့ Skill 2က Rate တော်တော်ကျယ်ပါတယ်ဘယ်လောက်ကျယ်လဲဆိုရင်မြေပုံအစအနေအဆုံးထိကိုပစ်လို့ရပါတယ်သွေးနဲ့နေတဲ့ Hero ဆိုရင်တော့အဝေးကနေကောက်စားလို့ရတာပေါ့Skill 3 S4 လူပန်ရဲ့ Skill 3ကိုသုံးလိုက်မယ်ဆိုရင်တော့14စက္ကန့်ကြာရဲ့လီဒမွန်တစ်ခုကိုဆင့်ခေါ်လိုက်မှာပါပြီးရင်စဝိုင်းတစ်ခုပေါ်လာပြီးတော့အဲကွာဝင်းတွင်းမှာရှိတဲ့ enemy ကိုကြပန်ပုံကျင်းမှာဘုံကြီးလို့ပောက်ကွဲသွားမယ်ဆိုရင်တော့ Physical Damage 920နဲ့ Level အလိုက်အပူ Physical Damage 120ရာခိုင်နှုန်းထိထိနေမှာပါပြီးရင်တစ်စက္ကန့်ကြာ Movement Speed ကိုလည်း25ရာခိုင်နှုန်းထိ short ပေးအောင်ပါဘုံကျဲနေတဲ့ area အတွင်းမှာလည်း Vision ပြပေးအောင်ပါVision တော်တော်ရတယ်ချုပ်စစ်တက်မယ်ဆိုရင် enemy ဘက်ကကန်းလို့တော့မလွယ်ပါဘူးလူပန်အတွက် skill combo တွေကတော့3 basic trap 1 basic trap 2 basic trap ဒါကတော့ဗဒဲဆိုင်ရင်အသုံးဝင်ပါရဲ့ကျွန်တော်အနည်းလေးပြန်ပြပေးပါမယ်နောက်တစ်ခုကတော့2 basic trap 3 basic trap 1 basic trap ကျွန်တော်အနည်းလေးပြန်ပြပေးပါမယ်ဒါကတော့ enemy ကိုအနာကတ်လာရင်သုံးလို့ရမယ့် combo ပါလူပန်က Blink skill မပါတာမို့လို့အကောင်းဆုံးကတော့ skill 2ကို enemy အနာကတ်လာမှသုံးကြပါတယ်လူပန်အတွက် item နဲ့ arcana ကတော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်ဗဒဲ spell ကတော့ Blink skill မပါလို့ flat နဲ့ sprint ကိုပဲအကြံပေးခြင်းပါတယ်လူပန်နံပါတ်7ရဲ့ guide လေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကဘရိုအတွက်အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်နောက်ဒီလို guide ကြည့်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထည့်ပေးပါဦးမယ်အခြားလုပ်ရှိခြင်းနဲ့ hero တွေရှိရင်လည်း comment မှာမှန်းငယ်လို့ရပါတယ် So this is Shiro Gaming see you next video